Hello everyone ကျွန်တော်ကတော့ဆွေးနွေးပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်မှာထားတဲ့ဟာလေးပြန်ရောက်ပြီပေါ့နော်ကျွန်တော်ကမျက်မှန်ဆိုးရတာကြိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒီမျက်မှန်လေးရောက်တာနဲ့ unboxing လုပ်ပါမယ်ပိတ်တော့ပိတ်နေတယ်ဒီလာဖို့ရလို့ပါလေဒီတင်တိုင်းပါပဲဖောက်ကြပါမယ်ဒီဓာတ်လေးကိုထုတ်မယ်ထုတ်ပြီးပေါက်မယ်ဗျာတော့ခတ်တာဒီညမရတော့ဒီခုခါတော့ခုခါတော့ဘူးတော့မပါကျွန်တော်ဒီတော့ပြန်ထည့်လိုက်မယ်ဗျာဟောဆိုကြပါဦးโอเคဆိုတော့ဒီမှာဒီမျက်မှန်အေးဟောကျစီYouTube ဟိုပဲတက်ခဲ့ဒီနေ့မှာကျွန်တော်တော်ကြိုက်ကျွန်တော်အမေလေးပါတော်လေးမိုက်ပါဒီမှာဒါတော့လူမင်းမသိပါဘူးဒါလေးတိတ်ပါဘူးခေတန်းဆိုတော့ဒီအိတ်ကတော့အတူရှော့လို့ရတယ်ဒီအိတ်ကိုမှဒီညမိုက်တော့မိုက်အမေကြည်တော့မွေတော့ဒီနေ့ဘလော့လေးရတော့ဒါပါပဲအားလုံးပဲကြားကြမယ်လို့ပြောလိုက်ပါတယ်တတ်တာပါ